Hello အားလုံးပဲမင်္ဂလာပါနော်ဒီချက်ကဒီနေ့နောက်ထပ် past paper တစ်ပုဒ်ကိုထပ်ပြီးတော့ sharing လုပ်ရင်းနဲ့တွက်ပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီချက်တို့ဒီနေ့နော်တွဲမဲ့ sharing လုပ်ပေးမဲ့ပုဒ်စာလေးကဘယ်ပုဒ်စာလေးလဲဆိုတော့ဒီချက်တို့ဒီ 4pm1 paper code 4pm1 father viewer မဲ့ရဲ့နော်ချက်တို့ past paper တွေတဲ့တပုတ်ကိုရွေးထုတ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့ဒီပုဒ်စာလေးကဘယ်နှစ်ခုနှစ်တုန်းကလဲဆိုတော့2021ခုနှစ်တုန်းကချက်တို့ဂျွန်လမှာမေးသွားတဲ့ paper 1နဲ့ question number 8ပုဒ်စာလေးဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဒီချက်တို့ဒီမေးခွန်းလေးကိုအရင်လေ့လာကြည့်အောင်နော်Given that n satisfying the equation log n base a equal to log 3 base a plus log 2n minus 1 base a, find the values of n given that log x base b equal to 3 and log y base b minus 3 log 2 base b equal to 4. Express x in terms of b and express x1 in terms of b. Okay အဲ့တော့ဒီချေတို့ဒီပုဒ်စာလေးကရှင်းမှတ်တယ်မိကုန်းလေးဖြစ်ပါတယ်ပထမအဆုံးတစ်ပုဒ်ကကြတော့ဒီချေတို့ given that n satisfying the equation နဲ့သူပေးထားတဲ့ equation ကိုပြည့်လည်စေတယ်တဲ့ဒီမှာဒီချေတို့ log equation လေးပေးထားတယ်အဲ့ဒီ equation ကနေပြီးတော့ find the value of n နဲ့ n ရဲ့တန်မှုကိုရှာရမယ် value မှာ s မပါတဲ့အတွက်ကြောင့်မလို့ချေတို့ n တန်မှုဒီတစ်ခုပဲဖြစ်မယ်အဲ့ဒါလေးအတွက်တောင်ဒီချေတို့သုံးမှတ်ပေးထားပါတယ် okayနောက်ထပ်တစ်ပုဒ်ကကြတော့ given that log x base b equal to 3 and log y base b minus 3 log 2 base b equal to 4ချေတို့ equation တစ်ခုပေးထားတယ်အဲ့ဒီ equation တစ်ခုကိုယူသုံးပြီးတော့မှ express ဖော်ပြပေးရမယ် x တန်မှုကို in terms of b ပါဝင်သောကိန်းလုံးတွေနဲ့ဖော်ပြပေးရမယ်ဒါဆိုချေတို့ဒီနောက်ထပ်နံပါတ် b ရဲ့1လေးမှာဆိုလို့ရှိရင် x တန်မှုကိုရှာပေးရမှာဖြစ်တယ်ဒီချေတို့ရဲ့အဖြေတွေမှာ p တွေပါနေရမယ်เนาะဒါလေးကတော့လွယ်လွယ်လေးရဲ့တစ်စင်နဲ့အဖြေရမယ့်အားလေးဆိုတော့သူကတစ်မှတ်ပေးထားပါတယ်နောက်တစ်ခုကကြတော့ express x1 in terms of b ရဲ့เนาะ x1 တန်မှုကိုရှာပေးရမှာเนาะ x တန်မှုရသွားပြီဆိုရင်ချေတို့နောက်ထပ် y တန်မှုရှာမယ်ပြီးရင်အဲ့ဒီ x1 multiplication product ကိုရှာပေးလိုက်ပါမယ်အဲ့တော့ဒီချေတို့ x1 ရဲ့အဖြေမှာဘာတွေပါမလဲဆိုတော့ချေတို့ in terms of p လို့ပြောထားတဲ့အတွက် p ဆိုတဲ့ကိန်းလုံးလေးတွေနဲ့ဖော်ပြပေးရမှာဖြစ်ပါတယ်ဒါလေးကိုတော့ချေတို့လေးမှတ်ပေးထားပါတယ်โอเคအဲ့တော့ချေတို့မေးခွန်းလေးကိုလည်းသိသွားပြီဆိုတဲ့အခါကျတော့ချေတို့တွက်ကြည့်ရအောင်เนาะအဲ့တော့ဒီထဲကတော့เนาะ solution ဆိုပြီးတော့တက်လိုက်ပါတယ်ဒါဒီထဲတို့မေးခွန်းရှိရင်အဖြေရှိမယ်ပေါ့เนาะဖြေရှင်းချက်ဆိုပြီးတော့တက်လိုက်တဲ့သဘောပါအဲ့တော့ဒီထဲတို့အရင်ဆုံးเนาะ n တန်မိုးလေးကိုရှာရမယ် n တန်မိုးရှာဖို့ဆိုရင်သူပေးထားတဲ့ကျတော့ equation ရင်းကိုပြန်ရေးမယ်သူပေးထားတဲ့ equation ကကျတို့ကို log n base a equal to log 3 base a plus log 2n minus 1 base a လို့ပေးထားတယ်။ Okay အဲ့တော့ဒီချက်တို့ကဒီ equation ကနေပြီးတော့ချက်တို့ဘယ်လိုမျိုးတွက်ကြမလဲဆိုတော့เนาะဒီချက်တို့ရှာမှာက n တန်မှုရှာမှာ base လေးက a right hand side ကိုကြည့်တော့လေ base တွေက a တွေပဲဒါဆိုရင်ချက်တို့ကเนาะဒီ right hand side ကเนาะexpression တစ်ခုကိုချက်တို့ဘာလုပ်မလဲဆိုတော့ single log ဖြစ်ချိန်မယ် base 2သော log နှစ်ခုပေါင်းထားတယ်ဒါဆိုရင်ချက်တို့ဘာလုပ်ပေးရမလဲဆိုတော့ number တွေကိုမျှပေးရမယ်။ Okay အဲ့ဆိုရင်ချက်တို့နောက်တစ်ဆင့်အနေနဲ့ left hand side ကတော့ဘာမှလုပ်လို့မရသေးဘူး log n base a အတိုင်းပဲရေးမယ် equal to base 2သော log နှစ်ခုပေါင်းထားတယ်ဒါဆိုရင်ဒီချက်တို့မျှပေးမယ်ဒါဆိုရင် log 3နဲ့ဘာနဲ့မျှမလဲဆိုတော့ဒါဒီချေကအသေးစိတ်တွက်ပြတာဖြစ်တဲ့အတွက်ဒီလိုမျိုးရေးပေးတာဖြစ်ပါတယ်ဒီအဆင့်ကိုကြော်ပြီးတော့ဒါတို့သမီးတို့တခါလေး product ကိုတန်းရေးလို့ရပါတယ် Okay ဒါဆိုရင်နောက်ထပ်တစ်ဆင့်အနေနဲ့ချေတို့ log n base a equal to ချေတို့ log ဒီမှာမြှောက်လိုက်မယ်ဆိုရင် 6n minus 3ဆိုပြီးရသွားပါပြီ base a ဒါဆိုရင်ချေတို့က single logarithm နှစ်ခုရသွားပြီချေတို့ left hand side နဲ့ right hand side မှာ base 2သော log နှစ်ခုတွေ့ရဆိုရင်နံပါတ်ချင်းပေးညီမယ်ဒါဆိုရင် n equal to 6n minus 3ဆိုရသွားပြီဒါဆိုရင်ဒီကတော့ဒီအဆင့်ရပြီဆိုရင် n တန်မို့ထုတ်မှာဖြစ်တဲ့အတွက်မျိုးတူတာတွေစုလိုက်ပါမယ် Okay အဲ့တော့ဒီချေတို့တနည်းအားဖြင့် 6n ဘက်ကို minus n ဖြစ်သွားမယ်ချေတို့ဒီ minus 3ကတစ်ဖက်ကိုလာတော့ plus 3 Okay 6n နဲ့ကနော် n ကိုနှုတ်မယ်ချေတို့ဘယ်လောက်ရမလဲဆိုတော့ 5n ရမယ် 5n equal to 3ဒါဆိုရင်ချေတို့ n တန်မိုးလေးကဒီမှာ3/5ဆိုပြီးတော့ဒီချေတို့လိုချင်တော့ n ရဲ့တန်မိုးတစ်ခုထွက်သွားပါပြီOkay အဲ့တော့ဒီချက်တို့ A လေးရသွားပြီဆိုတော့နောက်ထပ် B ရဲ့နော်1 2ကိုတွက်ဖို့ဆိုရင်သူကပုံစံမှာဒီချက်တို့ပေးထားတယ် B တွက်ဖို့အတွက်ဆိုပြီးတော့ expression တစ်ခုပေးထားတယ်အဲ့ဒီ expression လေးကိုနော်ပြန်ပြီးတော့ရေးလိုက်ပါမယ်
Okay အဲ့တော့ teacher တို့ဒီမှာဆိုရင် number b လေးကိုတွက်ဖို့ဆိုအရင်ဆုံးပေးထားတဲ့ equation လေးက log h base b equal to 3လို့ပေးထားတယ် okay အဲ့ဒီကနေပြီးတော့မှ teacher တို့က number 1လေးအနေနဲ့ဆို h တန်မို့ရှာပေးရအောင်ဒါဆိုရင် teacher တို့ကိုပေးထားတာကဘာပုံစံပေးထားလဲဆိုတော့ log ပုံစံပေးထားရင် log ပုံစံပေးထားရင် teacher တို့က power ပုံစံပြောင်းတက်ရမယ်ပြောင်းတက်ဖို့ဆိုလို့ရှိရင်လည်းကျတော့ basic logarithmic form ကိုပြန်သုံးမယ်ဆိုလိုတဲ့သဘောကသားတို့သမီးတို့ teacher မှတ်မိအောင်လို့ပြောရမယ်ဆိုရင်เนาะ teacher တို့ log number เนาะဒီချိန်မှတ်ခိုင်းထားတဲ့လိုမျိုးပဲ log number base equal to power လို့မှတ်ထားရမယ်ဒါဆိုရင်ကျတို့ကသက်ဆိုင်ရာ position တိုင်းပဲရေးရုံပဲ base က base position မှာရှိမယ် power ဒီ power position မှာရှိမယ်ပြီးရင်ဒီ base power ကိုရှင်းလိုက်မယ်ဆိုရင်တစ်ဖက်မှာ number ရမယ်ဒီချက်တို့ဒီလို logarithmic form လေးကိုသိထားမယ်ဆိုရင်သားတို့သမီးတို့ကလွယ်လွန်းတကူနဲ့ပြန်ပြီးတော့เนาะ exponential form ကိုပြောင်းတတ်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျတို့ base ဒီ p ရှိတယ် power ဒီကျတို့3ပို့3မှာရှိတယ် number ဒီ h ဖြစ်တယ်ဒါဆိုတနည်းအားဖြင့်ကျတော့လှည့်ရေးမယ်ဆိုရင် h equal to ကျတော့ p ကျုဆိုပြီးတော့ရသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီချက်တို့ကို number 1မှာရှာခိုင်းတာကလည်း h တန်မို့တဲ့ p ပါဝင်သောကိန်းလုံးနဲ့ဖော်ပြပါဆိုတော့ဒီချက်တို့ဒီမှာရသွားပြီเนาะအဲ့တော့ဒီချက်တို့တဆင်နဲ့ဒါကအဖြေရသွားတာဖြစ်တဲ့အတွက်သူကလည်းတစ်မှတ်ပဲပေးထားတယ်သားတို့သမီးတို့ကတခါတည်းရေးတတ်သွားပြီဆိုရင် p ကျု equal to h လို့မရေးတော့ဘဲနဲ့ h equal to p ကျုလို့ချက်တို့တန်းပြီးတော့ရေးလို့ရတယ် number equal to base power ပဲOkay အဲ့တော့ချက်တို့ number 1လေးရသွားပြီဆိုတော့နောက်ထပ် number 2ကိုတွက်မယ်နော် number 2ကိုတွက်ဖို့ကသူကဘာကိုမေးတာလဲဆိုတော့ xy တန်မို့မေးတာ xy တန်မို့မေးတာဖြစ်တဲ့အတွက် x ကတော့တည်သွားပြီ y တန်မို့လေးကမတည်သေးဘူးဒါဆိုရင်ချက်တို့ y တန်မို့ကိုရှာမယ် y တန်မို့ရှာဖို့ဆိုရင်နောက်ထပ်သူက equation တစ်ခုပေးထားတယ်အဲ့ဒီ equation ကနေပြီးတော့မှရှာမယ်အဲ့တော့ equation ကိုပြန်ရေးလိုက်မယ် log y base b minus 3 log 2 base b equal to 4လို့ပေးထားတယ်ဒါဆိုရင်ဒီချက်တို့ဒီကနေပြီးတော့မှဘာတန်မို့ကိုရှာမလဲဆိုတော့ချက်တို့เนาะ y တန်မို့လေးကိုရှာလိုက်ပါ Okay ဒါဆိုရင်ချက်တို့ဒီမှာဆိုရင် left hand side ကိုကြည့်လိုက်တော့เนาะlog y base b ရှိရယ်နောက်ကကျတော့3 log 2 base b ဆိုတော့3က coefficient အနေနဲ့ရှိနေတာဒါဆိုရင်ချက်တို့ power ကိုပြန်တင်လို့ရတယ်အဲ့တော့ log y base b minus log 2 base b equal to 4ဆိုပြီးဖြစ်သွားပြီဒါဆိုရင်လည်းကျတို့တစ်ဖက်မှာ single logarithm ဖြစ်ကျတို့ change လိုက်မယ်ဒါဆိုရင်ကျတို့เนาะစဉ်းစားကြည့်အောင် base 2သော log နှစ်ခုနှုတ်ထားတယ်ဒါဆိုရင် log မှာဘာလုပ်ပေးရမလဲဆိုတော့စားပေးရမယ်အဲ့ဒါဆိုတော့ log เนาะချက်ကတော့ဒီမှာ base b လေးကို map ကြံခဲ့မှာဆိုတော့တခါတည်း base b လေးကိုရေးလိုက်တော့မယ်အဲ့တော့ဘာဖြစ်သွားမလဲဆိုတော့ y by 2 cube လို့ဖြစ်သွားမယ် equal to 4Okay အဲ့တော့ကျတို့ဒီအဆင့်ရသွားပြီဆိုရင်เนาะဒါဒီလဲထုံးစံအတိုင်းပဲ log form နဲ့ပေးထားတဲ့ power ပုံစံနဲ့ရေးမယ် power ပုံစံနဲ့ရေးမယ်ဆိုတော့ကျတို့က number position ဒီ y by 2 cube ဖြစ်တယ် base လေးက p power လေးဒီ 4 Okay အဲ့ဆိုကျတို့ဒီအဆင့်လေးရသွားပြီဒီအဆင့်ရသွားပြီဆိုရင်နောက်ထပ်တစ်ဆင့်အနေနဲ့ကျတို့နော် y by 2 cube equal to p power 4ဆိုတော့ဒီကျတို့လိုချင်တာကဘာလို့လိုချင်တာလဲဆိုတော့ y တန်မိုးလေးကိုလိုချင်တာ y တန်မိုးဆိုကျတို့2 cube က divide လုပ်ထားဟိုဘက်ကိုသွားစားမယ်အဲ့တော့ကျတို့က2 cube p power 4လို့ရသွားပြီဒါဆိုရင် y တန်မိုးဒီဘယ်လောက်ဖြစ်မလဲဆိုတော့8 p power 4ဆိုပြီးတော့ကျတို့ y လေးရသွားy ရသွားပြီဆိုရင် teacher တို့ကိုမေးတာက y တန်မိုးကိုမေးတာမဟုတ်ဘူး။ဘာတန်မိုးမေးတာလဲဆိုတော့ teacher တို့ကို xy တန်မိုးလေးမေးတာ။ဒါဆိုရင်အပေါ်မှာက x တန်မိုးရသွားပြီ။အခု y တန်မိုးလည်းရပြီဆိုတော့ teacher တို့လိုချင်တဲ့ xy လေးကို teacher တို့တွက်လို့ရသွားပြီ။အဲ့တော့အပေါ်မှာ x တန်မိုးကနော် pq ပြီးရင် multiply y တန်မိုးလေးရကြတော့ teacher တို့8 p power 4ဒါဆိုရင်ဒီချက်တို့ကဒီအဆင့်ရောက်သွားပြီဆိုရင် coefficient ချင်းချင်းမျှောက်မယ်ပြီးရင်နောက်ကနော် p ကျူးနဲ့ p power 4နဲ့မျှောက်အဲ့တော့8က8 p ကျူးနဲ့ p power 4နဲ့မျှောက်တော့ base 2တာဖြစ်တဲ့အတွက်ကြောင့်မလို့ power ချင်းပေါင်းပြီးမယ်8 p power 7ဆိုပြီးတော့မှဒီချက်တို့လိုအပ်တဲ့ xy ရဲ့တန်မိုးကို p ပါဝင်သောကိန်းလုံးနဲ့ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်
โอเคအဲ့ဒါဆိုရင်ကျတို့ဒီပု္ပ္ပစာလေးကိုလည်းတည်တည်ချာချာလေးနားလည်လိမ့်မယ်လို့ဒီချက်ယုံကြည်ရဲအဲ့တော့เนาะဒီပု္ပ္ပစာလေးကလွယ်လင့်တကူနဲ့တွက်လိုက်မယ်ဆိုရင်ကျတို့10မှတ်တန်10မှတ်ကအလုံးဝအပြည့်ရသွားမှာပဲဖြစ်ပါတယ်အဲ့တော့သားတို့သမီးတို့အနေနဲ့ဒီပု္ပ္ပစာလေးကိုတွက်ပြီးတော့เนาะနားမလည်တာရှိလို့ရှိရင်ဒီချက်ကိုပြန်ပြီးတော့မေးနိုင်ပါတယ်ကျတို့ comment box ကပဲဖြစ်ပါစေ page messenger အနေနဲ့ဖြစ်ပါစေလာရောက်ပြီးတော့မေးမြန်းထားနိုင်ပါတယ်အဲ့တော့ကျတို့နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာလည်းဘယ်ပု္ပ္ပစာလေးတွေရွေးထုတ်ပြီးတော့ဒီချက်ကတွက်ပြပေးအောင်လဲဆိုတာလည်းဆက်လက်စောင့်ကြည့်ပေးဖို့ဒီချက်ကတော့ဖိတ်ခေါ်ပါတယ်အဲ့တော့နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်เนาะ bye bye